ဒီရေတွင်း6ကဒီမနက်တင်တရေပူးနေတာလားဟွန်းမင်းအန်နေတာလားဘလောက်တောင်အန်နိုင်မလဲဆိုတာငါကြည့်ရသေးတာပေါ့ငါ့ကိုရှင်ကျင်တာလားဒီရေတွင်းပြက်ကြီးကဘလောက်တောင်စုပ်ယူနိုင်မလဲကြည့်ကြသေးတာပေါ့စစ်သူကြီးကနောက်ဆုံးကြံတဲ့ရေတစ်စက်ကိုဒဏ်ရာပြင်းပြင်းထန်ထန်ရထားတဲ့ညီကိုတွေကိုပေးလိုက်တယ်ငါတို့ဘလောက်ကြာတောင်းခံနိုင်အောင်မလဲရေပေးဝေမှုလည်းပြတ်တောက်သွားပြီအဲ့ဒီရေတွင်းအိုကြီးကလည်းခြောက်သွေ့သွားပြီစစ်သူကြီးငါတို့ဝိုင်းရံမှုကိုဖောက်ထွက်ကြရအောင်ဘဲကိုဖောက်ထွက်မှာလဲ Sunset Pass နေဝင်စည်းစာတကားဝက်ရဲ့နောက်ွယ်မှာအရက်သား3သိန်းရှိတယ်မင်းကငါ့ကိုစုတ်ခွာစေချင်တာလားဒါပေမဲ့စစ်သူကြီးမနှက်ဖြန်မနှက်နေထွက်လာရင်ညီကိုတွေအားလုံးရင်ငတ်ပြီးတေကုန်ကြလိမ့်မယ်ငါအမိန့်ကိုနာခံစေစစ်မြင်းတွေကိုတတ်ပြီးသူတို့ရဲ့သွေးကိုတောက်ကြဒီနေ့ငါတို့အားလုံးဒီမှာတေးရင်တေးပါစေဘယ်တော့မှနောက်တလမ်းမှစုပ်မှာမဟုတ်ဘူးစစ်သူကြီးအဲ့ဒါဘာတန်လဲရေတွင်းထဲမှာလှုပ်ရှားမှုရှိနေတယ်ရေအိုဖျားသခင်ဟိုကဘရင်ပေါ်လာပြီရေအသက်ထွက်လာပြီတကယ်ကိုချိုးမြင်လိုက်တာအံ့ဩစရာကောင်းတော့အောင်ချိုးမြင်တာပဲငါတောက်ဖူးသမျှစမ်းရည်တွေထက်ပိုချိုတယ်ရေပမာဏကအများကြီးပဲဒါကတာမန်မြေအောက်စမ်းရည်ထွက်လာတာမျိုးမဟုတ်တာတော့သိကြတယ်တော်ပြီဆက်ပြီးရေဖြစ်နေရင်အိမ်ယာစီမံခန့်ခွဲရေးကငါ့ကိုလာပြီးစကားပြောလိုက်မယ်ဟေးပြေးပြီလားအကြောင်းပြန်ပါဦးဟေးပြေးပြီလားဘာတမ်းမှမကြားရဘူးလားစစ်သူကြီးရေတွင်းထဲကနေတယောက်စကားပြောနေတာလားနတ်ဖျားပဲနတ်ရေအသက်ကိုပေးသနာပြီးအခုကိုထင်ပြနေတဲ့ငကားမင်းကြီးဖြစ်ရမယ်ရေတွင်းအောက်ခြေကဘယ်နတ်ဖျားလဲဆိုတာသိပါရစေ Sunset Pass ကိုစောက်ရှောက်တဲ့ချူရန်မြို့သူမြို့သားတွေနဲ့စစ်တီတွေအားလုံးကိုစားနတ်ဖျားကရေပေးသနာတဲ့အတွက်ကျေးဇူးတင်တဲ့အနေနဲ့ဦးညွတ်အလေးပြုပါတယ်ဘာတွေလဲဟာ Sunset Pass ကစစ်သူကြီးဟုတ်လားဟေးငါပြောတာကြားရလားဘာနဲ့ဖျားလဲငါကဒီခြံရဲ့အိမ်ရှင်လယ်သမားပါမင်းကဘာတူလဲအိမ်ရှင်အိမ်တွေနဲ့ရေတွင်းတွေကိုစီမံခန့်ခွဲတဲ့မဟာနတ်မင်းကြီးလားအိမ်ရှင်နတ်မင်းကြီးကိုသတင်းပို့အပ်ပါတယ်ကျွန်ုပ်ချူရင်ကတော့ Great Slayer ဘရင်နိုင်ငံတော်ရဲ့မြောက်ဘက်နယ်စပ်ကိုစောင့်ရှောက်တဲ့စစ်သူကြီးဖြစ်ပြီးအခုချိန်မှာတော့လူရိုင်းစစ်တပ်တွေရဲ့ဝိုင်းရံခြင်းကိုခံထားရပါတယ်ကျွန်တော်တို့ရဲ့အသက်ကိုကယ်တင်ဖို့အတွက်ဒီချိုမြိန်တဲ့မိုးရေတွေကိုပေးသနာတဲ့အတွက်ကျေးဇူးတင်ပါတယ်နတ်မင်းကြီး Great Slayer ဘရင်နိုင်ငံတော်ရဲ့မြောက်ဘက်နယ်စပ်ပိုဖျားသခင်ဒီရေတွင်းကအချိန်ခီးသွားတကားပေါက်တစ်ခုခုလားဟေးငါအောက်ကိုပစ္စည်းတစ်ခုချပေးလိုက်မယ်ကောက်ပြီးကြည့်လိုက်ဦးနတ်မင်းကြီးစီကလက်ဆောင်ပဲတကယ်ကိုပေါ်ပါလိုက်တာဒါကဘလို့နက်လက်နက်တန်မနစ်မျိုးလဲအရန်ပေါ်ပြီးအရန်ချုံးမွေရပဲဒီခွက်ကိုမင်းတို့မြင်နိုင်ရဲ့လားအမြန်ပဲငါ့ကိုစက်ကူနဲ့မင်းအိုးယူခဲ့ပေးနတ်မင်းကြီးလူသားမျိုးသမီးကအကြောင်းပြန်ပါတယ်ကျမဒါကိုနတ်ဝင်ပစ္စည်းမော်ပစ္စည်းတဲထည့်လိုက်ပါပြီလူသားမျိုးသမီးချူရန်နတ်မင်းကြီးရဲ့မော်ပစ္စည်းတဲ့ဟာဒါကတကယ်ရှေးဟောင်းခင်နဲ့ချိတ်ဆက်နေတာပဲငါ့ကိုနတ်မင်းကြီးလို့မခေါ်ပါနဲ့ငါနာမည်ကချန်ပါပစ္စည်းတွေချပေးလိုက်ပြီးဖမ်းထားလိုက်စစ်သူကြီးနတ်ဖျားကမြူနင်းတွေထပ်ပြီးပေးသနာပြန်ပြီးဒါကဘာလဲအရန်နုညံ့တာပဲဒါခောက်ဆွဲတွေပဲနတ်မင်းကြီးကမေးနေတယ်ငါတို့မှာဘာတွေလိုအပ်သေးလဲတဲ့ရန်သူစစ်တီဘယ်လောက်ရှိလဲတဲ့စစ်သူကြီးနတ်မင်းကြီးကငါတို့ကိုကယ်တင်ဖို့ကြိုးစားနေတာလားနတ်မင်းကြီးခမညာအကယ်၍နတ်မင်းကြီးကကျွန်ုပ်တို့စစ်တပ်ရဲ့အရေးပေါ်အကြက်တဲကိုကယ်တင်ဖို့ရိတ်ခါတွေပေးသနာနိုင်မယ်ဆိုရင်ချီရန်ကနတ်မင်းကြီးအတွက်တတ်တော်ရှိကြောက်စာတိုင်းစိုက်ထူပြီးမျိုးဆက်ပေါင်းများစွာကိုးကွယ်ပါမယ်ငါဒါကိုလုပ်တော့မယ်ဒီအပေးယူကတန်ပါတယ်တောင်းခံထားလိုက်စစ်သူကြီးချီမင်းတို့မှာစားစရာမရှိတော့တာမလားစားပြီးတိုက်ပွဲဝင်ဖို့စောင့်နေတာမလားဒီနေ့ခေတ်သစ်ကဘာရဲ့ဘတ်စုံလွှမ်းမိုးချုပ်ကိုင်းနဲ့ထောက်ပံ့ပို့ဆောင်ရေးအင်အား Dimensional Reduction Logistics ဆိုတာဘာလဲဆိုတာငါပြမယ်ဟေးညီလေးဘာတွေမှချင်းလို့လဲငါစမ်းအိတ်300နဲ့ဟင်းချက်စီပုံ200လိုချင်တယ်အခုချက်ချင်းကားပေါ်တင်ပေးပါငါဈေးစကားပြောဖို့အချိန်မရှိဘူးတေချာနားထောင်ငါကအခုချက်ချင်းယူသွားလို့ရမယ်ပစ္စည်းတွေကိုလိုချင်တာဒီနားမှာအကြီးစားခောက်ဆွဲနဲ့မုတ်လုပ်ငန်းတွေရှိလားငါကိုပေါက်စီ steam buns အလုံး20တူညအပူတွေပေးပါညီလေးမင်းပွဲတော်အကြီးကြီးကျွေးမလို့လားငါဘာလို့အရေးမကြီးပါဘူးရှိလားမရှိဘူးလားပဲပြောပါရှိတယ်ဘေးနားတင်မုတ်လုပ်ယုံအကြီးကြီးရှိတယ်သူတို့ကိုတောင်ထဲမှာပေါက်စီအလုံး20တူညတေချာပေါက်ရှိတယ်နိုင်ဝက်အတွင်မင်းအတွက်အကုန်စင်တစ်လုပ်ပေးနိုင်တယ်အရန်ကောင်းတယ်ဝက်သားစီတုပ်ဖူးဝက်သားချက်စီတုပ်ဖူးမဲသားစီတုပ်ဖူးတန်ဘူးနဲ့ထုတ်ပိုးထားပြီးတက်တန်းအကြာကြီးခံနဲ့ဖွင့်ပြီးရနဲ့ချက်ချင်းစားလို့ရတဲ့အမျိုးအစားမှန်သမျှအကုန်ပေးသစ်တာ30တူညစီပေးပါပြီးတော့အလေးချိန်50ကျင်25ကီလိုဂရမ်ရှိတဲ့ဆန်အိတ်တူညလဲပေးပါညီလေးမင်းစစ်ပေးခိုလုံရနေရစောက်နေတာလားဒါပစ္စည်းတွေအများကြီးပဲအနည်းဆုံးကုန်တင်ကားကြီးအများကြီးလိုလိမ့်မယ်ကားကိုမင်းရှာပေးလိုက်ပတ်စံကပြဿနာမဟုတ်ဘူးငါဒါတွေအားလုံးကိုငါအိမ်ကိုအမြန်ဆုံးပို့ပေးဖို့ပဲလိုတယ်အကယ်၍နိုင်ဝက်အတွင်းအပြီးပို့ပေးနိုင်ရင်ငါအမြန်ပို့ခအဖြစ်အပိုးရွမ်း20တူညပေးမယ်အမြန်ပို့ခရွမ်း20တူညလားโอเคပြီ10စင်တီမီတာတော့မလွဲစေရဘူးမင်းအိမ်အရောက်တနာရီအတွင်းပို့ပေးမယ်ဒီမှာကြောင်ကြည့်မနေနဲ့တွားကားပေါ်ပစ္စည်းတွေသွားတင်ကြစစ်သူကြီးနတ်မင်းကြီးကတကယ်ပဲရိတ်ခါတွေပေးသနာမှာလားနတ်မင်းကြီးချန်ကငါတို့ကိုအသက်ကယ်နဲ့ရေပေးနိုင်ခဲ့တဲ့ကငါတို့ကိုလှည့်စားမှမဟုတ်တာသိကြတယ်ဒါပေမဲ့စစ်သူကြီးငါတို့မှာလူ3တူညရှိတာလေနတ်ဖျားဖြစ်ရင်တောင်မှလူ3
တူညစားဖို့ရိတ်ခါတွေကိုလေထဲကနေဖန်တီးဖို့ဆိုတာဘလောက်တောင်မော်အစွမ်းလိုအပ်မလဲစကားကိုရှောက်မပြောနဲ့နတ်မင်းကြီးရဲ့အစွမ်းကိုငါတို့ကဘလို့လို့အလွယ်တကူခံမှန်းနိုင်မှာလဲအမိတ်ထုတ်လိုက်စစ်တပ်တစ်ခုလုံးရေတွင်းသားမှာတန်းစီပြီးနတ်မင်းကြီးရဲ့ကောင်းချီးကိုစောင့်ဆိုင်ကြဘသူမှအတန်မထွက်စေနဲ့လှုပ်ရှားမှုရှိနေပြီရေတွင်းထဲမှာလှုပ်ရှားမှုရှိနေပြီပစ္စည်းတွေကိုလက်ခံဖို့ပြင်ဆင်ကြဖျားရည်ဒီလောက်ပေါ်ပါတဲ့ကျိုးကွန်ရက်ကဒီလောက်လေးချိန်ကိုမပြတ်ပဲဘလို့တောင်းခံနိုင်တာလဲစစ်တူကြီးဒီစတူရန်ပုံတစ်တာတွေထဲမှာစံအစ်စ်တွေပြည့်နေတာလားကျိုးကိုဖြုတ်လိုက်စစ်တူကြီးချီပထမအတော့အရေးပေါ်ရိတ်ခါတွေရောက်ပြီးညီကိုတွေကိုဝဝလင်လင်စားခိုင်းပြီးခွန်အားပြန်မွေးခိုင်းလိုက်စံတွေကနောက်ကထက်လာအောင်မှာတစ်တာကိုဖွင့်အမြန်တစ်တာကိုဖွင့်လိုက်ပူနေတာပဲပူနွေးလေးပဲနတ်မင်းကြီးကိုထင်ပြပြီးကြောင်ကြည့်မနေနဲ့ Joe Lai. လူတွေကိုအခုချက်ချင်းခေါ်ပြီးရိတ်ခါတွေတွားဝင်ငှားလိုက်တယောက်ကိုပေါက်စီနှလုံးစီဟုတ်ကဲ့ပါခင်ဗျာပြီးတော့ဒီမော်ပစ္စည်းတွေကကောစစ်တူကြီးဒါနဂါသားလားဒါနတ်မင်းကြီးပေးသနာတဲ့နတ်သားနတ်အသားပဲစာထဲမှာရေးထားတာကတော့ဒီတန်ဘူးတွေကအသားကစားလို့ရတယ်တဲ့မင်းအရင်တလုတ်စားကြည့်လိုက်လက်အောက်ငယ်သားကျွန်တော်မျိုးမဝန်းရဲပါဘူးဒါကစစ်တူကြီးအတွက်ပေးသနာတာလေဒါကစစ်တပ်တစ်ခုလုံးအတွက်ပေးသနာတာမင်းကိုစားဖို့အမိတ်ပေးနေတာစားလိုက်ဒါကစစ်မိတ်ပဲဟုတ်ကဲ့အရသာရှိလိုက်တာတကယ်ကိုအရသာရှိတာပဲစစ်တူကြီးဒါကအတက်ကဲဒါပဲစစ်တီတို့ဒါတွေအားလုံးကနတ်မင်းကြီးကငါတို့ကိုပေးသနာတာဒီနေ့စစ်တပ်တစ်ခုလုံးလွတ်လွတ်လပ်လပ်စားနိုင်တဲ့မနှက်ပြန်လူရိုင်းစစ်တပ်ကလာတိုက်ရဲရင်သူတို့ပြန်မလှည့်နိုင်စေရဘူးဂုံပြူပါတယ်နတ်မင်းကြီးဖျားရည်ဒီမုံမြက်ကဘာလို့ဒီလောက်နူးညံ့နေရတာလဲနည်းနည်းမှလည်းမဆက်ဘူးဟင်းမပါရင်တောင်10လုံးလောက်စားနိုင်တဲ့ပေါက်စီကြီးပဲမစားနဲ့ဒီနတ်အသားရဲ့ဟင်းရည်နဲ့တူစားငါအသက်40အထိနေလာခဲ့ပြီးဒီနေ့စစ်မြေပြင်မှာတေးရရင်တောင်တန်ပါပြီဒီနတ်အရသာကိုစားပြီးရင်ငါတို့ရန်သူစစ်တပ်ကိုမယ်တောက်တန့်စင်မှုနဲ့အလေးချိန်ကတော့ share ပဲညားတွေကုန်ပြီးကာကွယ်ရေးပစ္စည်းမရှိဘူး90တူညနဲ့3တူညစစ်တီ90တူညကမြို့ကိုဝိုင်းထားတာဒါကအေးဆက်တဲ့လက်နက်ခစ် Cold Weapons Era. ရဲထုံးစံအတိုင်းမျိုးသိမ်းတိုက်ပွဲပဲလူနည်းစုနဲ့နိုင်ဖို့ဆိုရင်ငါတို့ခေတ်သစ်နည်းပညာကိုတုံးပြီးပြင်းထန်တဲ့အောင်ပွဲကိုရယူရမယ်ကာကွယ်ရေးပစ္စည်းဟုတ်လားငါမင်းကိုခေတ်သစ်ပောက်ကွဲမှုတန်ခံကာကွယ်ရေးပစ္စည်းတွေနဲ့အသက်အန္တရာယ်မရှိစေတဲ့6လက်နဲ့လက်နက်တွေပေးမယ်အဲ့ဒါဆိုအဲ့ဒီရှေးဟောင်းလူပိန်းတွေလန့်တေကုန်ကြလိမ့်မယ်အစင်းမြင့်ပောက်ကွဲမှုတန်ခံဒိုင်းလွှားတွေ၄တက်စီပဲ disciple store ရှိတဲ့အချက်ပေးအိုးတန်တွေကိုဝယ်ရမယ်ရှေးဟောင်းစစ်ပွဲတွေကညဘက်ဝင်စီးတာဒါမှမဟုတ်မနက်စောစောစီးနေတာမျိုးလောက်တတ်တယ်အကယ်၍ရှာဖွေရေးမိဆက်လိုက် Searchlights. တွေရှိရင်စစ်တူကြီးချူရဲ့စေတနာကိုကျေးဇူးတင်ပါတယ်ငါမင်းကိုနက်လက်နက်တွေပေးသနာမယ်ဒီညတကယ်နတ်ဖျားရဲ့အမျက်ဒေါသဆိုတာဘာလဲဆိုတာငါပြမယ်လူရိုင်းစစ်တပ်90တူညဟုတ်လား21ရာစုရဲ့စက်မှုတော်လှန်ရေးတုံခါမှု Industrial shock. ကိုရင်ဆိုင်ဖို့ပြင်ထားကြသူထေး
အလုတ်ကြီးလာပြီဘေးကင်းရေးအုပ်ထုပ်တွေဒါမှမဟုတ်အလင်းပြန်အင်ဂျီတွေဝယ်မလို့လားအပြင်ဘက်စင်တွေပေါ်မှာလက်လီရောင်းတာရှိတယ်ကိုဘာသာကိုရွေးလိုက်အဲ့ဒီအမိုက်ပောက်ကွဲမှုတန်ခံဒိုင်းတွေကိုမပြနဲ့မင်းမာကိုတောင်ထဲမှာရှိလားငါအကောင်းဆုံးအဆင့်မြင့်ဆုံးအမျိုးအစားကိုလိုချင်တာဟေးလူငယ်လေးမင်းကပစ္စည်းတိတာပဲငါတို့ဆိုင်မှာရှိတာတွေကအထူစားတွေဒါပေမဲ့ဈေးကြီးတယ်တခုကိုရာကနန်းရှိတယ်ဈေးကပြဿနာမဟုတ်ဘူးငါတုံးတူညလိုချင်တယ်မင်းမှာအခုအစင်သိရှိလား3000စီဟုတ်လားညီလေးမင်းငါကိုနောက်နေတာလား3000ဆိုတာနဲတဲ့ပမာဏ